အားလုံးကိုမင်္ဂလာပါဒီနေ့ကျွန်တော် I am ကိုဘယ်လိုအသုံးပြုလို့ရတယ်လဲဆိုတာကို sharing လုပ်ချင်ပါတယ် I am နဲ့ noun တွေ့သုံးလို့ရပါတယ် I am a student ကျွန်တော်ကျောင်းသားတစ်ယောက်ပါ I am a worker ကျွန်တော်အလုပ်သမားတစ်ယောက်ပါ I am a nurse ကျွန်တော်ဒုနာပြုတစ်ယောက်ပါ Now be I am နဲ့ adjective ဆိုတဲ့အရာနဲ့တွေ့သုံးလို့ရပါတယ် I am happy I am sad ကျွန်တော်ဝန်နေပါ I am tired I am tired today နော်ဒါဒီဖြစ်သုံးလို့ရပါတယ်နောက်တစ်မျိုးက preposition ထည့်လို့ရပါတယ် preposition နဲ့တွဲသုံးလို့ရပါတယ် I am from Myanmar ကျွန်တော်မြန်မာနိုင်ငံကပါ I am in office ကျွန်တော်ရုံးခန်းထဲမှာရှိပါတယ် I am at school ကျွန်တော်ကျောင်းမှာရှိပါတယ်နောက်တစ်မျိုးက I am နဲ့ ing နဲ့တွဲသုံးတဲ့ဥစ္စာ I am listening to music ကျွန်တော်သီနာထောင်နေပါတယ် I am living in Australia ဒါကအမြဲတမ်းနေတဲ့ Australia မှာအမြဲတမ်းနေပါတယ်ဆိုတဲ့ပေါ့ I am staying in Australia နော် Australia မှာခဏနေပါတယ်စသဖြင့် I am ကိုအသုံးပြုလို့ရပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံရအောင် Bye